အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ TikTok monetization ကရထားတဲ့ငွေတွေကိုထုတ်ဖို့အတွက်ဘဏ်အကောင့်နဲ့ဘယ်လိုချိတ်ဆက်လဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြမယ်အဲ့တော့ကျွန်တော်တို့က TikTok တွေကိုဝင်လိုက်မယ် TikTok တွေကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့က profile နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်မယ် profile နဲ့ရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့က TikTok Studio ဆိုတာကိုတစ်ချက်နှိပ်ပြလိုက်မယ်ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်လေးကိုကျွန်တော်တို့နည်းနည်းလေးဆွဲတင်ပေးလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ Creator Vwork Global ဆိုတာကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီအမြောက်လေးကိုနှိပ်ပေးလိုက်မယ်ပြီးရင်ဒီမှာသူက set up payment method ဆိုပြီးတော့ပြနေတယ်အဲ့တော့ကျွန်တော်တို့ကဘဏ်အကောင့်နဲ့ချိတ်ဆက်ပေးရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ set up ဆိုတာကိုနှိပ်ပေးလိုက်မယ် set up ဆိုတာကိုကျွန်တော်နှိပ်ပေးပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့အခုလိုမျိုးခဲတံလေးပေါ်လာမယ်အဲ့တော့ခဲတံလေးကျွန်တော်တစ်ချက်နှိပ်ပေးမယ်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့ကဒီမှာ country of region Japan ဆိုပြီးတော့ပြနေတယ်ကျွန်တော်တို့က Japan အကောက်ဖြစ်တာဖြစ်တဲ့အတွက် region ကတော့ကျွန်တော် Japan နဲ့ပြနေလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကအခုချိတ်ဆက်မှာကထိုင်းဘဏ်နဲ့ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာ country ကိုပြန်ပြီးတော့ရွေးပေးရမယ် region ကိုပြန်ပြီးတော့ချိန်ပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ country ဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့အပေါ်ကိုဆွဲတင်လိုက်မယ်ပြီးတော့ရင်တော့ကျွန်တော်တို့ကထိုင်းဘဏ်အကောင့်နဲ့ချိန်မှာဖြစ်တဲ့အတွက်ကျွန်တော် Thailand ကိုရွေးပေးလိုက်မယ်ပြီးတော့ကျွန်တော် done ကိုနှိပ်ပေးလိုက်မယ်ပြီးတော့တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူကဘဏ်နဲ့ချိန်မှာလားသူမဟုတ်ပြီးပဲလားပြီးလို့ရှိရင်ပြီးအောင်လားဆိုပြီးတော့မှသူကရွေးခိုင်းတယ်အဲ့တော့ကျွန်တော်တို့ကထိုင်းဘဏ်နဲ့ချိန်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘဏ် transfer ကိုရွေးပေးလိုက်မယ်ပြီးတော့သူကဒီမှာ Gmail ထဲမှာကုတ်လေးလုံးပို့လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီ Gmail ထဲမှာပို့လာတဲ့ကုတ်လေးလုံးကိုသိယူပြီးတော့ဒီနေရာမှာကျွန်တော်တို့ထည့်ပေးလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာကုတ်လေးလုံးကိုကျွန်တော်တို့ထည့်ပေးလိုက်မယ်ပြီးရင်တော့သူကဒီနေရာကိုရောက်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဘဏ်မှာပါတဲ့ကျွန်တော်တို့နာမည်အပြည့်စုံကိုဒီမှာထည့်ပေးလိုက်မယ်ပြီးရင်တော့သူကဒီမှာ first name လို့ပြောထားတယ်ပေါ့နော်ဒီ first name နေရာမှာ first name နဲ့ middle name နဲ့ပြောထားတာဖြစ်တဲ့အတွက်နာမည်ရဲ့ပထမအလုံးနဲ့ကျွန်တော်တို့နောက်ဆုံးအလုံးကိုထည့်ပေးရမယ်သူကဒီမှာ first name and middle name လို့ပြောထားတယ်တကယ်လို့ကိုယ့်ရဲ့နာမည်က3လုံးဖြစ်နေမယ်ဆိုလို့ရှိရင်နာမည်ရဲ့ပထမဦးဆုံးအလုံးရဲ့အလယ်အလုံးရဲ့ကိုကျွန်တော်တို့ဒီ first name နေရာမှာထည့်ပေးပြီးတော့ last name နေရာမှာကကျွန်တော်တို့နာမည်ရဲ့နောက်ဆုံးအလုံးကိုကျွန်တော်တို့ထည့်ပေးရမယ်အကယ်၍ကိုယ့်ရဲ့နာမည်ကနှလုံးပဲရှိတယ်ဆိုလို့ရှိရင်တော့ first name နေရာမှာကတော့နာမည်ရဲ့ပထမဦးဆုံးအလုံးကိုထည့်ပေးပြီးတော့ last name ရဲ့နေရာမှာကနာမည်ရဲ့ဒုတိယအလုံးကိုနောက်ဆုံးအလုံးကိုထည့်ပေးရမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဘဏ် name လို့ပြောရတာဖြစ်တဲ့အတွက်ကိုကဘယ်ဘဏ်နဲ့ချိန်မှာလဲကျွန်တော်ကထိုင်းဘဏ်ကစီကွန်ဘဏ်နဲ့ချိန်မှာဖြစ်တဲ့အတွက်ကစီကွန်ဘဏ်ကိုထည့်ပေးလိုက်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဘဏ်အကောင့်နံပါတ်အဲ့တော့ကိုရဲ့ဒီကစီကွန်ဘဏ်ရဲ့ဘဏ်အကောင့်နံပါတ်ကိုကျွန်တော်တို့ဒီနေရာမှာထည့်ပေးရမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ email မှာတော့ကျွန်တော်တို့ Gmail ကိုထည့်ပေးလိုက်မယ်ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့က submit ဆိုတာကိုနှိပ်ပေးလိုက်မယ်အခုလိုမျိုးကျွန်တော်တို့ money မှာကိုယ့်ရဲ့ဘဏ်နံပါတ်ကိုပြနေပြီဆိုရင်တော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က TikTok monetization ရထားတဲ့ငွေတွေကိုထုတ်ဖို့အတွက်ကျွန်တော်တို့ဘဏ်အကောင့်နဲ့ချိတ်ဆက်ပြီးပါပြီဒါကိုသူကသူ့ရဲ့ဒီ TikTok ကပတ်စံထုတ်ပေးနဲ့ရက်ရောက်လို့ရှိရင်တော့ကျွန်တော်တို့ဘဏ်တွေကို auto ဝင်လာမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်